ဟိုရှိရှိတုန်းကလူသူလေးပါပြတ်တဲ့တောနက်ကြီးတစ်ခုရဲ့အလယ်မှာမိုးမခပင်ကြီးတစ်ပင်ရှိတဲ့အဲ့ဒီပင်ကြီးကတခြားပင်တွေလိုမဟုတ်ပဲအကိုင်းခတ်တွေကမြေကြီးပေါ်ထိဝဲကျနေပြီးအမြဲတမ်းကြီးညူတန်တွေထွက်ပေါ်နေတတ်တယ်လို့ဒေသခံတွေကပြောကြတယ်။အဲ့ဒီအပင်ကိုဘယ်သူမှမချင်းကပ်ရဲကြဘူး။တနေ့မှာတော့ကြော်စွာလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ဟာတောထဲမှာလမ်းမပြီးအဲ့ဒီမိုးမခပင်ကြီးနားကိုရောက်လာခဲ့တယ်။ညဘက်လည်းဖြစ်နေပြီးလမ်းပြောင်းနေတဲ့ကြော်စွာဟာကြောက်လန့်တကြားနဲ့အပင်ကြီးအောက်မှာခဏနားဖို့ဆုံးဖြတ်လိုက်တယ်။ကြော်စွာတစ်ပင်အောက်ရောက်တာနဲ့လေကတဖြည်းဖြည်းတိုက်ခတ်လာပြီးမိုးမခပင်ရဲ့အကိုင်းခတ်တွေကသူ့ကိုဝါမျိုးတော့မလို့လှုပ်ရမ်းလာတယ်။ပြီးတော့တရွက်တွေရဲ့တီးတိုးတန်တွေဟာမသွားနဲ့ငါ့ကိုတယောက်တည်းမထားခဲ့နဲ့လို့ပြောနေတယ်လို့ပဲကျော်စွာဟာကြောက်ပေမဲ့ဓမီကိုဖွင့်ပြီးပတ်ဝန်းကျင်ကိုထိုးကြည့်လိုက်တော့တစ်ပင်ရဲ့ပင်စီနားမှာမရေမရာပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီပုံရိပ်ဟာအမျိုးသမီးတဦးရဲ့ပုံစံဖြစ်ပြီးမျက်နှာကဖြူဖြော့နေပြီးမျက်လုံးအိမ်ကနက်မောင်နေတယ်။သူ့ရဲ့လက်တွေကကျော်စွာစီကိုကမ်းနေပြီးနှက်ခမ်းကလည်းတီးတိုးရေရွတ်နေတယ်။ကျော်စွာဟာအာယူပြီးဘသူလဲဘာဖြစ်တာလဲလို့မေးလိုက်တယ်။မျိုးသမီးပုံရိပ်ကတဖြည်းဖြည်းပိုပြီးထင်ရှားလာပြီးသူမရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျနေတယ်ငါကမေးတစ်ပါဒီအပင်အောက်မှာနှစ်ပေါင်းများစွာနာကျင်စွာတည်ဆုံးခဲ့ရတဲ့ဝိညာဉ်တစ်ခုပါချစ်ရသူကိုစောင့်မျှော်ရင်းအထီးကျန်စွာနဲ့ဒီနေရာမှာပိတ်မိနေတာလို့ပြောပြီးငိုကြွေးရှိုက်တန်တွေကပိုပြီးကျေလောင်လာတယ်သူမရဲ့ချစ်တဲ့ဟာစောင့်ရင်းမိုးမခပင်အောက်မှာအသက်ခံခဲ့ရပြီးသူမရဲ့ဝိညာဉ်ဟာတစ်ပင်နဲ့ရောထွေးပြီးဒီနေရာကနေထွက်မသွားနိုင်ခဲ့ဘူးတဲ့သူမဟာလမ်းပြောက်ပြီးရောက်လာတဲ့လူတွေကိုသူမနဲ့အတူနေဖို့ဖမ်းချုပ်ထားလေးရှိတယ်ကျော်စွာဟာမေတစ်ရဲ့ဝမ်းနည်းစရာပုံမြင်ကိုနားထောင်ရင်းတနာစိတ်ဖြစ်သွားတယ်။သူကမေတစ်စိတ်မပူပါနဲ့မင်းကိုဒီကနေလွတ်မြောက်အောင်ငါကူညီပေးမယ်လို့ပြောလိုက်တယ်။ကျော်စွာဟာမေတစ်ရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစွာအနားယူနိုင်ဖို့အတွက်သူမရဲ့အုပ်ကူကိုရှာဖွေပြီးဆူတောင်းပေးခဲ့တယ်။သူရဲ့မေတ္တာနဲ့ဂရုဏာကြောင့်မေတစ်ရဲ့ဝိညာဉ်ဟာငိုကြွေးခြင်းတွေရပ်တန့်သွားပြီးတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။နောက်တနေ့မနက်မှာတော့မိုးမခပင်ကြီးဟာအရင်လိုညှဉ်းညူတန်တွေမကြားရတော့ဘဲငြိမ်သက်သွားခဲ့တယ်။ကျော်စွာလည်းလမ်းမှန်ကိုပြန်တွေ့ပြီးအိမ်ကိုပြန်ရောက်သွားခဲ့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာအမှောင်ထုနဲ့ကြောက်စရာကောင်းတဲ့အခြေအနေတွေမှာတောင်လူသားချင်းချင်းအပေါ်မေတ္တာနဲ့ဂရုဏာထားတာဟာမကောင်းတဲ့ဝိညာဉ်တွေကိုတောင်ငြိမ်းချမ်းမှုပေးနိုင်ပါတယ်။